ဇလန်လေးရဲ့အစမှာတော့စိုးမစာလို့ခေါ်တဲ့ဂိမ်းကိုအလွန်မင်းဆွဲလန်းနေခဲ့တဲ့အထက်တန်းကျောင်းသူလေးစိုးဆိုတဲ့ကောင်မလေးနဲ့စတင်ထားပါတယ်။ဂိမ်းကိုဘယ်လောက်ထိတောင်ဆော်လဲဆိုရင်ပြမပွားဝါမေးလာပြီးတော့ဘာကျူရဲ့ကဘာထဲမှာပဲနစ်မြုပ်နေခဲ့တာပါ။တနေ့မှာတော့ကာလီလို့ခေါ်တဲ့ဂိမ်းကစားသမားတယောက်ကိုဘာမှမရရပဲနဲ့လည်းချစ်မိသွားခဲ့ပါတယ်။တီးရဆိုလို့ဂိမ်းရဲ့နာမည်နဲ့သူဟာခန်ဂျာတက္ကသိုလ်မှာဒုတိယနှစ်တပုံပညာရပ်ကိုတင်နေရသူဆိုတာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ကာလီယာဂိမ်းထဲမှာလက်ထောက်ခွင့်တောင်းခဲ့ပြီးတော့စိုးကလည်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်။မိခင်ဖြစ်တဲ့သူကတီးသွားခဲ့တဲ့အခါမှာမတီးရလူတယောက်ပေါ်မှာဒီလောက်ထိတန်ရောစင်တွန်နေတာကလေးကလားဆန်လုံးနဲ့ဆိုပြီးတော့စူဘူးလဲကျိမ်းမောင်းခဲ့ပါတယ်။ဒါပေမဲ့လည်းစိုးကတော့ကာလီကိုယုံကြည်ပြီးဂိမ်းထဲမှာစစ်ဆက်မဲ့ရက်ကိုပါတတ်မှတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့စိုးရတက်က16နှစ်ရှိနေပြီဖြစ်ပြီးအသက်20ပြည့်တဲ့အခါကျရင်ပြင်ပမှာလက်ထပ်ကြမယ်လို့ကာလီကပြောခဲ့ပါတယ်။ဒီအကြောင်းကိုချစ်ရဆုံးတငယ်ချင်းမီနာကိုပြောပြတဲ့အခါမီနာကတော့လှောင်ပြောင်နေပြီးပို့ပြီးလက်တွေ့ကြဖို့နဲ့နောက်ဆုံးမှာတော့စိတ်တန်ရာရမယ်လို့တော့ဒီပေးခဲ့ပါတယ်။စိုးကတော့မီနာကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြည့်နိုင်ဖို့အတွက်စစ်ဆက်မဲ့ရက်မှာအိမ်ကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ဆိုအပြင်ကာလီကိုပါတိကျတဲ့ဂိမ်းကစားသမားများပြားကလည်းအဲ့ဒီပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ကာလီကတော့နောက်ကျနေပြီးတော့ online ကိုလုံးဝရောက်မလာခဲ့ပါဘူး။လူတွေကကာလီကိုထွက်ပြေးသွားပြီးသူမကိုပြစ်သွားပြီလို့တင်းပြောနေကြတဲ့အချိန်မှာလဲဆိုကတော့ဆက်ပြီးတော့လဲစောက်ဆိုင်နေခဲ့ပါတယ်။မီနာကလည်းကာလီယာဘယ်တော့မှတောင်းယူမှုမရှိခဲ့တဲ့အတွက်ဒီလိုဖြစ်လာမယ်ဆိုတာထင်မှတ်သားပြီးသားဖြစ်ကြောင်းနဲ့ဒါဂိမ်းတသက်တာဖြစ်ပြီးတော့ပြင်ပပွားစစ်မှန်မဟုတ်ကြောင်းဆိုကိုပြောနေခဲ့ပါတယ်။ဒီလိုနဲ့ပဲရက်တရအကုန်လုံးသားခဲ့ပေမဲ့ကာလီယာ online ပေါ်ကိုလည်းရောက်မလာခဲ့တော့ပါဘူး။ဆိုပိုးသမျှမက်ဆေ့တွေကိုလည်းပြန်မဖြေခဲ့ရကြောင်းနောက်ဆုံးမှာတော့ကလေးစားရှိဖို့ဆုံးဖြတ်လိုက်ပါတယ်။စာအုပ်ပဲပြင်းထန်အာရုံစိုက်ခဲ့ပြီးတော့ကာလီတက်နေခဲ့တဲ့တက္ကသိုလ်ရဲ့တပုတ်မညာဦးစီးဌာနကိုလည်းတက်ရောက်ခွင့်ရရှိသွားခဲ့ပါတယ်။ကျောင်းသားတက်ပထမဆုံးနေ့ကနေစပြီးဆိုဟာကာလီကိုနေရာနဲ့လိုက်ရှာခဲ့ပါတယ်။သူမအနေနဲ့ကာလီရဲ့ရုပ်ရည်ကဘလို့ရှိမှန်းမသိလို့သူ့ရဲ့နာမည်ရင်းကိုပါမသိတာကြောင့်ပြဿနာဖြစ်နေပါတယ်။နောက်ပိုင်းမှာတော့ကျောင်းမှာကျူဆူပွဲပါတီရှိရဆိုတာသိရှိသွားပြီးတော့တက်ရောက်ဖို့လည်းဆုံးဖြတ်လိုက်ပါတယ်။ပါတီပွဲမှာတော့ရှောမောရဲ့လူငယ်လေးတစ်ယောက်ကရှောက်လာပြီးနှုတ်ဆက်နေခဲ့ကဆိုဟာလာလိမ့်မယ်လို့မထင်ထားခဲ့ကြောင်းလည်းပြောလိုက်ပါတယ်။ဆိုလဲစီဝေးဆိုတာဖြစ်သွားပြီးတော့တိရဲ့လားလို့မေးလိုက်ပါတယ်။အဲ့ဒီလူငယ်လေးကသူတို့သွေးဆုံဖို့ချိန်ထားတာရှိရမဟုတ်ဘူးလားလို့အနှဲငယ်စိတ်ပြတ်တဲ့လေတန်းနဲ့ဖြေလိုက်ရင်းနဲ့ပါတီပွဲတွေကိုထုတ်ခွာသွားခဲ့ပါတယ်။ဆိုတယောက်ကတော့မှင်သက်သွားပြီးတော့တကယ်ပဲကာလီဖြစ်နေမလားဆိုပြီးတွေးတောမိသွားခဲ့ပါတယ်။နောက်ကိုလိုက်သွားခဲ့ပေမဲ့ပထမဆုံးအနေနဲ့သူမကိုသူမလည်းမိမဆက်ရသေးတာဖြစ်နေပါတယ်။နာမည်ကဆိုးဖြစ်ကြောင်းလူတိုင်းကိုပြောပြလိုက်ပါတယ်။ဂျိုးလို့ခေါ်တဲ့မိန်းကလေးတယောက်ကဆိုးသူမနဲ့သူထိုင်ဖို့ဖိတ်ခေါ်နေပြီးတော့တငယ်ချင်းဖြစ်ချင်ကြောင်းလည်းပြောနေပါတယ်။မကြာခင်မှာပဲမိုးလို့ခေါ်တဲ့ကောင်လေးတယောက်ကရောက်လာခဲ့ပြီးတော့ဂျိုးရဲ့အလားပကိုလည်းရှီမိုကန်ဖွဲ့ကစိုးရင်စားတဲ့ပုံလည်းပြသနေခဲ့ပါတယ်။အဝဲကန်အနေနဲ့မိုးကတောက်ဆရာကြီးမှာယူနေခဲ့ပြီးတော့သုံးယောက်စလုံးကအတူတူတောက်ခဲ့ကြပါတယ်။ဆိုးကတော့ရက်တောက်လေးတောက်ထားမရှိရတော့ခဏကြာမှပဲမူးဝေလာခဲ့ပါတယ်။မိကုန်းမေးတန်းကစားနည်းကိုစတင်ကစားကြတဲ့အချိန်မှာဂျိုးကဆိုးပထမဆုံးအရှိကြောင်းမိမြန်ခဲ့ပါတယ်။ပထမဆုံးအရှိကအထက်တန်းကျောင်းနောက်ဆုံးနေ့တုန်းကစစ်ဆက်ဖို့ဂတိပေးခဲ့ဖို့ကြောင်းနဲ့ဒါပေမဲ့သူကဘယ်တော့မှပေါ်မလာခဲ့ပဲနဲ့တယောက်တည်းပြစ်ထားခဲ့ကြောင်းရှင်းပြနေပါတယ်။ဂျိုးကအဲ့လူကဘာတူလဲဒါမှမဟုတ်နာမည်ကြီးရဲ့လူလားတမန်ကောင်လေးလားဆိုပြီးတော့ထပ်ပြီးတော့မေးနေခဲ့ပါတယ်။ပါတီမစားခင်မှာတွေ့ခဲ့ရတဲ့လူငယ်လေးစီကိုလည်းညှို့ထိုးပြလိုက်ပြီးတော့သူကဟိုမှာထိုင်နေရလို့လည်းပြောလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့စစ်ဆက်ပွဲတုန်းမှာစောင့်နေခဲ့ပေမဲ့လုံးဝရောက်မလာခဲ့တဲ့အကြောင်းပြောနေခဲ့ပါတယ်။မူးနေတဲ့အချိန်ကြောင့်လည်းလိုက်ရိုက်နေခဲ့ပါတယ်။အရှင်လေးကိုနားလဲပေးနေအဲ့ဒီလူငယ်လေးကတော့တင်းရင်ပဲနေပြီးတော့စိတ်အေးသွားရတဲ့အထိလည်းစိတ်ချလက်ချင်နဲ့စောင့်ဆိုင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့စိုးတယောက်အိပ်ပျော်သားခဲ့ပြီးတော့လူငယ်လေးကလည်းပွေးချီလိုက်ရင်းနဲ့အိမ်ထိလည်းလိုက်ပို့ပေးခဲ့ပါတယ်။စိုးတယောက်အိမ်မှာနိုးလာပြီးတော့ပြီးခဲ့တဲ့ညဖြစ်ဖြစ်ခက်တဲ့မြောက်မှတ်မိသွားပြီးတော့အချက်လည်းရသွားခဲ့ပါတယ်။နောက်တနေ့မှာတော့အချိန်ပိုင်းလို့တစ်ခုကိုလိုက်ချနေခဲ့တာတက္ကသိုလ်စာရေးတိုင်းမှာအလုပ်တစ်ခုရရှိခဲ့ပါတယ်ပထမဆုံးအလုပ်ဆင်းရဲနေ့မှာပဲလို့တူတူလုပ်ရမယ်လုပ်ဖို့ကင်ပတ်ကာလီလို့မှားယွင်းထင်မှတ်ခဲ့တဲ့လူငယ်လေးဖြစ်နေတာကိုသိလိုက်ရပါတယ်စိုးအမြင်တဲ့အခါလည်းပြုံးပြနေပြီးတော့လုပ်ဖို့ကင်ပတ်အစ်ဖြစ်ရမယ်လို့ပြောနေခဲ့ပါတယ်လူငယ်လေးရဲ့နာမည်ကယုံဖြစ်ကြောင်းလည်းစိုးကသိခဲ့ရပါတယ်တတိယနေ့ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ကျောင်းသားသမဂ္ဂရဲ့ဥက္ကဋ္ဌလည်းဖြစ်လို့တက္ကသိုလ်မှာလူကြိုက်အများဆုံးကျောင်းသားတွေတကတစ်ယောက်လည်းဖြစ်ပါတယ်ယုံကစာအုပ်စစ်ပုံမှာစာအုပ်တွေဘယ်လိုဆင်ရမလဲဆိုတဲ့အပါဝင်စာရေးတိုင်းလုပ်တီကိုရှင်းပြပေးနေခဲ့ပါတယ်စကားပြောနေကြရင်နဲ့ဆိုကသူမအနေနဲ့အလိုအဆုံးချိန်မှာတစုံတရာကိုစောင့်ဆိုင်နေခဲ့ဖို့ကြောင့်လူတိုင်းကတတိပေးခဲ့ကြပေမဲ့အဲ့လိုပဲယုံကြည်နေခဲ့မိကြောင်းယုံကိုပြောနေခဲ့ပါတယ်တကယ်တမ်းမှဆိုရင်တော့ဆိုးကတက္ကသိုလ်ဝင်ခွင့်လာလျှောက်ထားစဉ်ကလေးကယုံကကျောင်းဝင်ခွင့်စီဆက်ရေးအဖွဲ့မှာပါဝင်ခဲ့တာဖြစ်ပါတယ်ဆိုးကိုဘာကြောင့်တပုတ်ပညာရက်ကိုတင်ယူရှင်ရလဲလို့လည်းမေးခဲ့ဘူးပါတယ်ဆိုးကတော့စစ်ဆက်ဖို့ဂတိပေးပြီးမှပျောက်ချက်သာကောင်းသွားခဲ့အကောင်လေးကိုလာချတာဖြစ်ကြောင်းပြန်ရွှေခဲ့ဘူးပါတယ်အဲ့ဒီချိန်တုန်းကဆိုးကငိုကြွေးနေခဲ့ရကြောင်းယုံကတ िश ူပေးပြီးစိတ်အေးထားဖို့နဲ့နှစ်သိမ့်ပေးခဲ့ကကျောင်းဝင်ခွင့်ရပြီးရင်ပြန်စုံကြတာပေါ်ဆိုပြီးတော့ပြောပြခဲ့ပူတာဖြစ်ပါတယ်။ဆိုကတော့အဲ့ဒီတွစ်ဆုံမှုကိုမလျော့နေကြတာဖြစ်ပါတယ်။အဲအားကြောင့်ပဲအမှားတော့ကပါတီပွဲတုန်းကပြုတ်မှုခဲ့တဲ့ပြုတ်မှုတွေတပါတောင်းပန်နေရပါတယ်။ယုံကတော့တခြားလူတွေဘာပဲပြောပြောကီးမဆိုင်ကြောင်းနဲ့အဓိကကတော့အဆင်ပြေပြေရှိနေပြီးတော့ဖြစ်ဖြစ်ခဏများအရာတွေကိုတဖြည်းဖြည်းချင်းကြော်ပြတ်နိုင်ဖို့ပဲဖြစ်ကြောင်းပြောပြနေပါတယ်။ဆိုအနေနဲ့ယုံကတကယ်ပဲစိုးရင်ပူပန်ပေးနေပြီးတော့အလွန်ကြီးကြီးနာနာဆက်ဆံပေးရလို့ခံစားလာရတာကြောင့်ငါ့ကိုသဘောကျနေရများလားဆိုပြီးတော့တွေးမိလာပါတယ်။အဲဒီအချိန်မှာတော့အရန်လှပတဲ့မိန်းကလေးတစ်ယောက်ကအခန်းထဲကိုဝင်လာခဲ့ပါတယ်။
ခံစားချက်တွေကိုထင်မှားပြန်ပြီလို့ချက်ချင်းကောက်ချက်ချလိုက်ပြီးတော့အဲ့ဒီမိန်းကလေးကလည်းယွန်းရဲ့ရီစာဖြစ်လိမ့်မယ်လို့တွေးလိုက်ပါတယ်တကယ်တမ်းမှာဆိုရင်အဲ့ဒီမိန်းကလေးကယွန်းရဲ့ညီမအရင်လည်းဖြစ်ပါတယ်အလုပ်သိမ်းတဲ့အခါဖြစ်တဲ့များတွေကိုစကားပြောနိုင်ဖို့အတွက်ယွန်းကဆိုးကော်ပီတောက်ဖို့အတွက်လည်းဖိတ်ခေါ်နေခဲ့ပါတယ်စကားပြောနေနေယွန်းကစစ်စမ်းမန်းနေ့မှာဖြစ်သွားတဲ့သူနဲ့တာနောက်ကျင်ပြန်ဆိုရင်တကယ်ပဲကလပ်စားရှိမှလားဆိုပြီးမေးလိုက်ပါတယ်မိကုန်းထုတ်လိုက်တဲ့ပုံကိုဆိုးကဒီထားမိသွားပြီးတော့တခုကိုတိနေတာများလားလို့လည်းခံစားလိုက်ရပါတယ်ထပ်ပြီးတော့မတွေးတော့နိုင်ခင်မှာပဲကဖေးဆိုင်ဝန်ထမ်းတယောက်ကကော်ပီလာယူဖို့အတွက်ဖောက်တဲ့တယောက်ရဲ့နာမည်ကိုလှမ်းခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီနာမည်ကအဆိုးမစာဂိမ်းထဲမှာကာလီတုံးပြခဲ့တဲ့ထူးခြားတဲ့နာမည်ပြောင်းဖြစ်နေခဲ့တာကြောင့်အာယုံကိုလည်းချက်စင်းဖန်ဆားလိုက်ပါတယ်။ဆိုးကအော်တန်ကိုထူလိုက်တဲ့လူငယ်လေးစီကိုလှမ်းကြည့်လိုက်ပြီးတော့ကာလီဖြစ်နေမလားဆိုပြီးတန်တရားဝင်လာခဲ့ပါတယ်။ကာလီကအဲ့ဒီထူးခြားတဲ့နာမည်ကိုအမြဲတုံးလေးရှိပြီးတော့အဲ့တိုင်းဆိုင်မို့လဲသူမလုံးဝမမေ့ခဲ့ပါဘူး။ဒါကြောင့်ပဲဘာမှစဉ်းစားမနေတော့ပဲထိုင်နေရကနေထားလိုက်ပြီးတော့ခြောက်သွားလိုက်ပါတယ်။စကားပြောဖို့ကြံနေတဲ့အချိန်မှာပဲအဲ့လူငယ်လေးကသူမကိုဖျက်ချော်သွားပြီးယွန်းနဲ့လည်းစကားစပြောနေခဲ့ပါတယ်။နာမည်ကတော့ဟန်ဖြစ်ပြီးတော့ယွန်းရဲ့တငယ်ချင်းအခန်းပေါ်ဖြစ်တယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်။ကိုမိတ်ဆက်လိုက်ပြီးတော့စိုးမစာကင်းရဲ့နာမည်အကြောင်းမေးမြန်းဖို့ကြိုးစားနေပါတယ်။ဟန်ကတော့ခဏတာတုတ်ဆိုင်သွားခဲ့ပြီးမှအဲ့လိုမျိုးချက်လက်တွေကိုပြောပြဖို့အတွက်တောင်းမရှိကြောင်းပြောကအေးဆက်ဆက်နဲ့ပဲတုတ်ပြန်ပြီးထွက်ခွာသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာလည်းစိုးကကျောင်းဝင်းတွင်းမှာဟန်ကိုလိုက်ရှာနေခဲ့ပါတယ်။လိုက်ရှာနေနဲ့ဂျိုးနဲ့မိုတို့နဲ့လည်းစုံမိသွားခဲ့ပါတယ်။ပါတီပွဲတော့ဖြစ်ရတဲ့ကြောင့်စိုးတယောက်ချက်ကိုချက်ကန်ဖြစ်နေခဲ့ပြီးမှဂျိုးနဲ့မိုတို့ကတော့စစ်အေးထားဖို့ပြောနေပြီးတော့အရှင်တွေကိုကိုချင်းဆောက်စာနဲ့လည်းနားလည်ပေးခဲ့ကြပါတယ်။တူတူလဲစာရေးတင်နေကြပြီးတော့တပုတ်ပညာရန်နဲ့တက်ဆိုင်တဲ့ဟောပြောပွဲတစ်ခုကိုလည်းတက်ရောက်ခဲ့ကြပါတယ်။ဆိုကတော့အိပ်ပျော်နေခဲ့ကျောင်းသားတယောက်ရဲ့ဘေးမှာဝင်ထိုင်မိခဲ့ပါတယ်။ကျောင်းသားလေးကနိုးလာတဲ့အခါမှာတော့ဟန်ဖြစ်နေရတွေ့ရလို့လည်းအားတင်သွားပြန်ပါတယ်။ဟန်ကိုစိုက်ကြည့်နေမိတာကြောင့်အရှိကိုပဲစိုက်ကြည့်နေဖို့ဒီဟန်ကပြောရတဲ့အထိလည်းဖြစ်လာခဲ့ပါတယ်။ဆက်ပြီးတော့စိုက်ကြည့်နေအောင်မယ်ဆိုရင်ထောက်တောင်းအောင်မယ်လို့လည်းရှင်းကြောင်းနေခဲ့ပါတယ်။တကယ်ပဲထိုင်ရန်ကနေထားဖို့လုပ်တဲ့အခါမှာတော့အင်ကြီးလက်စလေးကိုဆွဲထားပြီးတော့မထွက်သွားပါနဲ့ဆိုပြီးတော့တောင်းပန်ခဲ့ပါတယ်။ဟောပြောပွဲဖြစ်ရဲ့နောက်မှာဆိုကဟန်ကိုတူစိုးမစာဂိမ်းဆော့ဖို့တောင်းဆိုခဲ့ပါတယ်ပထမတော့ညင်းဆက်နေပေမဲ့စိုးတင်းပူစာနေခဲ့တာကြောင့်နောက်ဆုံးမှာတော့အနှောက်ချက်ကနေကင်းဖို့အတွက်လည်းသဘောတူလိုက်ပါရည်ရွယ်ချက်ကတော့ဂိမ်းထဲမှာတုံးတဲ့နာမည်ပြောင်းတိရှိရဖို့အတွက်ပဲဖြစ်ပါရည်ဒါပေမဲ့ဟန်ကဂိမ်းထဲကိုလောဝင်ဝင်လိုက်တဲ့အခါမှာတော့အဲ့ဒီအကောက်ကကာလီရဲ့အကောက်နဲ့ကွဲပြားနေတာကိုတွေ့လိုက်ရပါတယ်ဟန်ကတော့အဓိကအကောက်ကိုလောဆယ်မှာတုံးလို့မရသေးတာကြောင့်ဒါအကောက်ခွဲတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါရည်ဂိမ်းစောနေနဲ့ဟန်ရဲ့ဂိမ်းစောရဲ့ပုံစံကာလီနဲ့လုံးဝကွဲပြားနေတာကိုဒီထားမိသွားခဲ့ပါတယ်စိုးမမိနေတဲ့ရင်ကျေးပြီးတော့အလိုက်တီတက်တဲ့ကာလီနဲ့မတူဘဲနဲ့ဟန်ကတော့ပွန်လင်းလွန်းပါတယ်ပြီးတော့လည်းရိုင်းဆိုင်ပါတယ်ခန်းစားချက်တွေကိုကီးမဆိုင်ပဲနဲ့အမြဲလို့လည်းအချက်ရအောင်လည်းလုပ်တတ်ပါတယ်ဆိုတော့ဘာကြောင့်ဒီလောက်ထိစိတ်ဝင်စားနေရလဲဆိုတာဟန်ကလည်းသိမြင်ပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲဆိုလိုက်ကြနေတဲ့သူကငါမဟုတ်ဘူးဆိုပြီးတိုက်ရိုက်ပဲပြောလိုက်ပါတယ်အဲ့ဒါအပြင်ငါလာတကယ်ပဲကာလီဆိုရင်ဒီလိုရှုံးဆုံးမှမျိုးနဲ့ပတ်သက်နေရတာကချက်ဖို့ကောင်းတယ်ဆိုပြီးတော့လည်းပြောနေခဲ့ပါတယ်ဆုံးမှာတော့ဆိုကကာလီဟာဟန်လိုမျိုးဘယ်တော့မှရိုင်းဆိုင်မှာမဟုတ်တာကြောင့်ဟန်ကာလီဖြစ်မလာနိုင်ဘူးလို့လည်းကောက်ချက်ချလိုက်ရပါတယ်ပြီးရကစိတ်ပြက်လက်ပြက်နဲ့ထောက်ခွာသွားပြီးတော့အလုပ်သွားဖို့ပဲပြင်လိုက်ပါတယ်အလုံးမှာတော့စာအုပ်ပုံရင်ပြိုကျလာပြီးထိခိုက်မိလူနေပါဖြစ်နေတဲ့အချိန်မှာယွန်းကရောက်လာပြီးတော့ကူညီပေးခဲ့ပါတယ်ထုံးစံတိုင်းကျင်နာတက်ပြီးတော့အလိုက်တိတက်တဲ့သူလည်းဖြစ်ပါတယ်ယွန်းကစိုးအနေနဲ့ဟန်ကိုတီးနေတဲ့ပုံစံမျိုးနဲ့ဒီထားမိကြောင်ပြောလာပါတယ်နောက်ပိုင်းမှာတော့ယွန်းတယောက်ဆောင်ပြန်လာခဲ့တဲ့အခါမှာဟန်ဟာစောင့်နေတာကိုတွေ့လိုက်ရပါတယ်ယွန်းကဟန်ကိုစိုးနဲ့တူရဲ့ကြားမှာဘာဖြစ်ခဲ့လဲဆိုပြီးမေးမြန်းနေခဲ့ပါတယ်ဟန်ကတော့သူမကိုမြင်ရတဲ့ချိန်တိုင်းမှာအတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုပြန်သိရမိကြောင်းနဲ့အဲ့ဒီအပေါ်ခံစားချက်တွေကိုလက်မလွတ်နိုင်သေးကြောင်းဝန်ခံခဲ့ပါတယ်ယွန်းကဘေးနာပြက်ကတိန်ကိုလှမ်းချီးနေပြီးတော့ရန်နှဲငယ်ပဲလို့တော့ကြောင်းလည်းပြောခဲ့ပါတယ်တကယ်တမ်းမှာတော့သူတို့နှစ်ယောက်အရေးကြီးတဲ့ရက်တရက်ကိုစောင့်ဆိုင်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဟန်ရဲ့ရိုင်းဆိုင်တဲ့စကလုံးတွေကြောင့်စိုးကလည်းတက္ကသိုလ်ကိုရန်နှဲငယ်ကြအောင်မတက်ဘဲနေခဲ့ပါတယ်။ကျောင်းပြတ်နေခဲ့တော့အတွင်းမှာယွန်းကဂျိုးစိုးရဲ့ကြောင့်မကြာခဏမေးမြန်းနေခဲ့ပြီးတော့ကျောင်းပြန်လာတက်တဲ့အခါမှာတော့ဂျိုးကယွန်းကိုဘယ်လောက်ထိစိုးရင်ပူပန်နေခဲ့ကြောင်းပြောပြနေပါတယ်။ဂျိုးရဲ့ပြောပုံအရဆိုရင်ယွန်းကနေတိုင်းလိုစိုးရဲ့ကြောင့်မေးမြန်းလေးရှိပြီးတော့သူမပေါ်တကယ်ပဲစိတ်ဝင်စားနေတဲ့ပုံရရလို့ဆိုပါတယ်။ဆက်ပြီးတော့လည်းယွန်းကတက္ကသိုလ်မှာလူကြိုက်အများဆုံးကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့မိန်းကလေးတွေအများကြီးကသူနဲ့အချိန်ကုန်ဆုံးရှိနေကြတာဖြစ်ကြောင်းပြောနေပါတယ်နောက်တစ်ခါမှဆိုရင်တော့ဟောပြောပွဲတစ်ခုကိုတက်ရောက်ခဲ့ကြပြီးတော့အုပ်စုလိုက် project တစ်ခုကိုလှုပ်ဆောင်ရမယ်ဆိုတာသိရှိခဲ့ရပါတယ်အုပ်စုတစ်ခုမှာကျောင်းသား9ယောက်စီပါဝင်ရမှာဖြစ်ပါတယ်မိန်းကလေးအများပြားယွန်းကိုသူတို့အုပ်စုထဲဝင်ဖို့အတွက်တောင်းဆိုခဲ့ကြပေမဲ့ယဉ်ကျေးပြူငါစွာနဲ့ပဲညှင်းပယ်ခဲ့ပါတယ်ယွန်းကလည်းဂူထဲကိုဝင်မှဖြစ်ကြောင်းကြေညာလိုက်တာကြောင့်စိုးတယောက်ဘာပြန်ပြောရမှန်းမသိအောင်ရင်ကုန်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်ဂျိုးကိုတိုင်ကလည်းအဲ့ဒီအုပ်စုတွေကိုပဲဝင်ဖို့ဆုံးဖြတ်ခဲ့လို့မိုးကလည်းဂျိုးနဲ့အချိန်ကိုကုံဆုံးခွင့်ရမယ်အခွင့်အလမ်းတော့လည်းချက်ချင်းလဲဆင်းပေးခဲ့ပါတယ်အုပ်စုထဲမှာနေရာလို့တနေရာပဲကြံပါတော့တယ်ယွန်းကတော့ပြုံးလဲပြီးတော့သူတို့ရဲ့နောက်ဆုံးဖွဲ့ဝင်ကဘယ်သူဖြစ်မလဲဆိုတာသိတယ်လို့ပြောလိုက်ပြီးတော့အဲ့ဒီသူကတော့ဟန်ဖြစ်နေခဲ့ပါဆိုကဟန်နဲ့အလုပ်တူမလုပ်ရှင်တာကြောင့်ချက်ချင်းပဲကန့်ကွက်ခဲ့ပေမဲ့ယွန်းကတော့ဟန်အရေးချင်းရှိပြီးတော့ project တော့သုံးဝင်မဲ့လူဖြစ်ကြောင်းဆိုအတင်းပြောနေခဲ့ပါတစ်ဖက်ကဟန်ကတော့ကျောင်းမှကောင်းရှင်ယုံတသက်နဲ့တာပေါအောင်ဖို့သဘောတူခဲ့တာဖြစ်ပြီးတော့ကျန်တဲ့ကူအလုပ်တွေပေါ်မှာစိတ်ဝင်စားမှုမရှိပါဘူးဟန်ဟာဆိုပေါ်ခါခါတီးတီးဆက်ဆံတက်ပြီးမဲ့ယွန်းကတော့အမြဲတမ်းနူးညံ့ပြုံညာပြီးတော့လိုက်တိတက်လွန်ပါတယ်ယွန်းရဲ့ကျင်နာမှုတွေကအရန်ထင်ရှားလာခဲ့တာကြောင့်စိုးကုတ်တိုင်ကလည်းငါ့ကိုတတော်
ကြားနေရများလားဆိုပြီးတွေးတောလာမိပါတယ်တရက်မှဆိုရင်တော့ဆိုးကဟန်နဲ့အုပ်စုသူလုံးနေရတဲ့ပုံမှာစိတ်နှောက်ချက်ဖြစ်လာပြီးအိမ်ပြန်လာခဲ့ပါတယ်လမ်းမှာမမျော်လင့်ပဲနဲ့ဟန်တယောက်လမ်းဘေးကကြောင်လေးတစ်ကောင်ဖမ်းဖို့ကြိုးစားနေတာကိုမြင်ရပါတယ်ကြောင်ကလေးကလမ်းပြောင်းနေတဲ့ပုံရပြီးလမ်းဘေးကြောင်ရိုင်းတစ်ကောင်နဲ့မတူဘဲနဲ့ပိုင်ရှင်မတွေ့မရှင်စောင့်ရှောက်ထားခြင်းကြောင့်လည်းရှင်းပြခဲ့ပါတယ်ကြောင်လေးကိုဖမ်းပေးဖို့တော့လည်းကူညီပေးခဲ့ပြီးတော့ဟန်တယောက်တိတ်ဆန်နေပုံမှာဘယ်လောက်ထိကျင်နာတက်လဲဆိုတာမြင်တွေ့ရတာကြောင့်အံ့တစ်သွားခဲ့ပါတယ်ဒါဟာတစ်ခါမှမြင်ဘူးသိတဲ့ဟန်ရဲ့တခြားတစ်ဖက်ကစိတ်နီစိတ်သားပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဟန်သွားမဲ့ရှင်ကိုရောက်လာခဲ့ပါတယ်အဲ့ချိန်မှာဆိုးကကြောင်ကလေးကိုတန်ရောစင်တက်သွားခဲ့ပြီးဖြစ်လို့ပိုင်ရှင်မတွေ့မရှင်သူမရဲ့အနေနဲ့ကြောင်လေးစီကိုရဖန်ရခလာလဲလို့ရမလားဆိုပြီးမေးခဲ့ပါတယ်အဆောင်မှာကအိမ်ဝေးတိတ်ဆန်မွေးခွင့်မပြုလာကြောင်းကြောင်ဆက်ထားလို့မရကြောင်းပြောပြတဲ့အခါမှာဆိုးကတော့ကြောင်လေးကိုသူမရဲ့အိမ်မှာပဲခေါ်ယူဆောက်တော့ထားမယ်ဆိုပြီးပြောလိုက်ပါတယ်လိုအပ်တာမှန်သမျှကိုဖြည့်ဆည်းပေးမယ်လို့ကတိပေးခဲ့ရကြောင်းဟန်ကလည်းသဘောတူလိုက်ပြီးဆိုးတယောက်ကကြောင်လေးကိုပျော်ပျော်ရွှင်ရွှင်ပဲအိမ်ကိုခေါ်လာခဲ့ပါတယ်နောက်တနေ့မှဆိုရင်တော့အဖွဲ့ဝင်တွေကပရောဂျက်အတွက်အတူတူဆုံတွေ့ခဲ့ကြပါတယ်။ဟန်ရဲ့လက်ထဲမှာတော့ကင်မရာ3ပါလာတာကိုဒီပြုတ်မိသွားပြီးတော့တခုကိုစစ်ဆေးဖို့အတွက်ခိတခဏငှားရမ်းကြည့်လိုက်ပါတယ်။မြင်လိုက်ရတဲ့ຢာကတော့ကင်မရာပေါ်မှာကာလီလို့ခေါ်တဲ့နာမည်ကိုထွန်းထူထားတာကိုတွေ့လိုက်ရပါတယ်။တစ်ချိန်လုံးကကာလီကကင်မရာပေါ်မှာနာမည်ထွန်းတက်ကြောင်းနဲ့အဲ့ဒီကင်မရာတပုတ်ပညာလေးလာမှာအမြဲ3ကြောင်းလည်းပြောပြခဲ့ဘူးပါတယ်။ဆိုးကလည်းဟန်အောင်စိုက်ကြည့်နေပြီးတော့ကာလီဖြစ်တဲ့ဆိုတော့အပြစ်တင်တယ်လို့မျိုးဖွင့်ရပြောလိုက်ပါတယ်။ဒီချိန်မှာတော့ဟန်ကလည်းညှင်းဆန်မနေတော့ပါဘူး။တကယ်ပဲကာလီဖြစ်ကြောင်းတင်းငင်နဲ့ပဲဝန်ခံလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဂျွန်းရဲ့မျက်နှာကလည်းမှင်တက်ပြီးတော့အားတင်သွားခဲ့ပါတယ်။ဆိုးကတော့မယုံကြည်နိုင်ပဲနဲ့လူလိန်တယောက်လိုမျိုးလည်းအော်ဟစ်နေခဲ့ပါတယ်။ဟန်ကအမှန်တမ်းပြောပြနေတာဖြစ်ကြောင်းခိုင်မာစွာပြောနေပြီးတစ်ချိန်လုံးကကာလီရဲ့ကောက်ကနေကာလီကိုစက်ပြီးမရှာဖွေဖို့အတွက်မက်ဆေ့ပို့ခဲ့တဲ့သူကသူကိုယ်တိုင်ဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်။ကာလီရဲ့ကောက်ကနေအဲ့လိုမျိုးမက်ဆေ့ကိုတကယ်ပဲလက်ခံရရှိခဲ့ဘူးတော့ပြန်သတိရသွားပြီးတော့ဟန်ကတကယ်ပဲကာလီဖြစ်တဲ့ဆိုတာလည်းလက်ခံလိုက်ရပါတယ်။ဘာဖြစ်လို့သူမရဲ့ဘဝထဲကနေပျောက်ကွယ်သွားပြီးတော့အခုမှဘာလို့တကယ်အဖြစ်မှန်ကိုဖွင့်ပြောနေရလဲဆိုပြီးဒေါ်လာတကြီးနဲ့မေးမြန်းနေခဲ့ပါတယ်။တိတ်လန့်သွားပြီးယူနေတာပဲလို့ဆဲရဲကလည်းထွက်ပြေးသွားခဲ့ပါတယ်။ဂျိုးကလည်းဆိုးရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ကျန်နေခဲ့တဲ့ယွန်းကတော့ဟန်ကိုဆိုးရဲ့ပုံမှာတကယ်ပဲစိတ်ကူးရင်နေရလားလို့မေးမြန်းခဲ့ပါတယ်။ဟန်ကတော့ဒါဟာယွန်းနဲ့မဆိုင်တဲ့ကိစ္စဖြစ်ကြောင်းနဲ့ချစ်တဲ့မိန်းကလေးရဲ့နားကိုမရှိကပ်ဖို့အတွက်နဲ့မဟုတ်လို့ရှိရင်ကိုယ်တိုင်လည်းဘာလို့မိမလဲဆိုတာမသိနိုင်ကြောင်းယွန်းကိုလည်းတတိပေးပြီးတော့ရှင်းရှောင်းနေပါတယ်။တစ်ဖက်မှာဆိုရင်လည်းဂျိုးကဆိုးတဲ့တောင်မှာပို့ပြီးတော့ဒေါ်လာထွက်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျိုးကဟန်ရဲ့ပုံမှာစိတ်ဝင်စားနေကြလို့ဖြစ်ပါတယ်။ဟန်နဲ့ယွန်းကဘာကြောင့်ဆိုးပဲစိတ်ဝင်စားနေကြပြီးသူမကိုလေးလူချူထားကြတယ်ဆိုတာဂျိုးကနားလည်နိုင်ဖြစ်နေခဲ့ရပါတယ်။ဂျိုးကိုပြန်လည်နှိမ့်သိပ်ပေးနေခဲ့ပြီးတော့သူမအနေနဲ့ဟန်ကိုပြန်လည်ပတ်သက်ဖို့စိတ်ကူးလုံးဝမရှိကြောင်းလည်းကတိပေးခဲ့ပါတယ်။ဟန်ပြုလုပ်ခဲ့တဲ့မြရာရာတိုင်းကတော့ဆိုးအတွက်စိတ်တန်ရာရစေခဲ့ပြီးတော့အဲ့လိုမျိုးထပ်မံပြီးတော့အဖြစ်ခံတော့မှလည်းမဟုတ်တော့ပါဘူး။မိုးကလည်းဂျိုးရဲ့ဘေးနားမှာရှိနေပြီးနှိမ့်သိပ်ပေးဖို့စူးစမ်းခဲ့ပါတယ်။ဂျိုးကမိမိရဲ့ခံစားချက်တွေကိုဘယ်တော့မှတတိမထားမိခဲ့တဲ့အတွက်မိုးတယောက်ကစိတ်ထိကိုက်နေရပေမဲ့ဆက်လက်ပြီးတော့ကျင်နာစွာစောက်ကြောက်ပေးနေခဲ့ပါတယ်။အဲဒီနေ့ကနေစပြီးဆိုးသွားလေရာတိုင်းမှာဟန်ကအမြဲတမ်းပေါ်လာတတ်ပါတယ်။ပို့ပြီးတော့နီးလာဖို့စိတ်ပိုင်းဖြတ်သားပြီးတော့သူမနဲ့သူအချိန်တက်နိုင်တဲ့မြအတူတူကုံဆုံးဖို့လည်းစူးစမ်းနေခဲ့ပါတယ်။သူရဲ့ပြုမှုတွေကယွန်းကိုစိတ်နှောက်ချက်ဖြစ်စေတယ်ဆိုတာကောင်းကောင်းသိပေမဲ့ယွန်းကတော့သူ့တငယ်ချင်းရဲ့ပြုမှုကိုဘယ်လိုကင်တွယ်ရမလဲမသိချဖြစ်နေပါဘူး။တစ်ဖက်မှာလည်းအဖွဲ့သားတွေကပရောဂျက်အတွက်ဟန်နဲ့ဆိုလိုကဲစေခဲ့တဲ့ကြောင်လေးကြောင်ဗီဒီယိုရိုက်ဖို့လည်းဆုံးဖြတ်လိုက်ကြပါဘူး။ဒီဗီဒီယိုကနေတစင်ကြောင်ကလေးရဲ့ပိုင်ရှင်ကိုရှာဖွေရမှာလည်းအထောက်အကူပြုနိုင်မယ်လို့လည်းမျှော်လင့်နေကြတာဖြစ်ပါတယ်။တရားမှာဆိုရင်တော့ဆိုကဟန်လန်ပေးကြောင်တွေကိုစာကျွေးလေးရှိရဲ့ဥယျာဉ်စီကိုရောက်သွားခဲ့ပါတယ်။တခြားကြောင်လေးတစ်ကောင်ကျူးဆိုင်ပေးနေရတွေ့ရတော့ဘေးမှာဝင်ထိုင်လို့ရမလားဆိုပြီးမေးခဲ့ပါတယ်။ကြောင်ကုတ်တာလို့လက်မှာဖြစ်နေခဲ့တဲ့တန်ရာတွေကိုတိသွားတာကြောင့်ဆိုကပလာစာတစ်ခုထုတ်ပေးလိုက်ပြီးတန်ရာပေါ်မှာညင်တော်စာလည်းကပ်ပေးခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့ဟန်အနေနဲ့သူမပေါ်တကယ်ပဲချစ်စိတ်ဝင်နေတာမျိုးမဟုတ်ဘူးဆိုတာသိကြောင်းလည်းပြောလိုက်ပါတယ်။ဆိုရဲ့အမြင်ရဆိုရင်တော့ဟန်ဟာသူမကိုလူတစ်ယောက်အနေနဲ့တောင်မှစိတ်ဝင်စားတဲ့ပုံလည်းမရပါဘူး။ကာလီနဲ့ပတ်သက်တဲ့သူမရဲ့ပျော်ရွှင်စရာမှတ်တရတွေကိုပဲဆက်ပြီးတင်းစီထားခြင်းနေတာကြောင့်သူမရဲ့ခံစားချက်တွေနဲ့လာပြီးတော့မကက်စားဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်။ပြီးတဲ့အခါမှာဆိုရင်တော့တက္ကသိုလ်ကအတန်းဖို့တင်ငယ်ချင်းတွေစင်တံမပိုတင်လို့ပြောပြီးတဲ့နောက်ထွက်ခွာသွားခဲ့ပါတယ်။ဟန်ကလည်းသူကိုယ်တိုင်ဘလောက်ထိဆိုးရွားရွားပြုမှုမိခဲ့လဲဆိုတာနောက်သားရစွာနဲ့သဘောပေါက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့တင်ငယ်ချင်းမလေးမီနာအိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ကာလီယိုနောက်ဆုံးမှရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်းနဲ့အစစ်မှန်ဘသူပဲဝါဖြစ်ကြောင်းကိုပါသိလိုက်ရပြီဖြစ်ကြောင်းမီနာပြောပြနေခဲ့တာဖြစ်ပါတယ်။သူတို့ကြားထဲမှာဖြစ်ပျက်ခဲ့တဲ့များအရာတွေကိုလည်းရှင်းပြနေပါတယ်။ဒေါ်လာထွက်နေရပေမဲ့ဟန်ကိုလုံးဝကြီးမုံတိပြဖို့ကမလုံနိုင်ကြောင်းလည်းဝန်ခံနေပါတယ်။နောက်တစ်နေ့မှာတော့စာရဲစံတန်တချို့တွားရောက်ယူဆောင်နိုင်ဖို့အတွက်ဂိုရောင်တစ်ခုစီကိုတွားခဲ့ပါတယ်။ဂိုရောင်လေးကိုရှင်းချလိုက်တာနဲ့အနောက်ကတကားကချက်ချင်းပဲပိတ်သွားခဲ့ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းမှောင်တိကျသွားတာကိုမြင်ရအလိုမင်းသိမ့်လန့်သွားခဲ့ပြီးတော့အရှင်ကြီးကပုံမဆိုးရလာခဲ့ပါတယ်။မကြာခင်မှာတော့အတိတ်ကနာကျင်စရာမတရားစရာမျက်စိရှိမှတရရိပ်နဲ့လည်းပြန်ပေါ်လာနေခဲ့ပါတယ်။
တကယ်တမ်းမှာဆိုရင်တော့အထက်တန်းကျောင်းတော့အနိုင်ကျင့်ခြင်းကိုလည်းပြင်းပြင်းထန်ထန်နဲ့ခံရဘူးတာလည်းဖြစ်ပါ၏မိန်းကလေးတချို့ကကျောင်းအပစ္စည်းတူလောင်ကန်ထဲမှာပိတ်လောင်တာခဲ့ပြီးတော့မီးကိုလည်းပိတ်ပစ်ခဲ့ရကြောင်းလုံးဝမှောင်မိုင်းနေခဲ့အခန်းထဲမှာပိတ်မိနေခဲ့ဘူးပါ၏ကျောင်းလန့်တုံလို့ပြီးတော့ဘသူ့အားကိုးရမှမသိဖြစ်နေတဲ့အချိန်မှာဆိုးကဂိမ်းထဲကနေတစ်စစ်ကာလီရက်စီကိုကူညီဖို့အတွက်မက်ဆေ့ပို့လိုက်ပါ၏ကာလီကိုယ်တိုင်လည်းအဲ့ဒီမက်ဆေ့ကိုမြင်တဲ့အခါအလွန်ပြအခတ်သွားပြီးဘာလို့ရမှမသိဖြစ်သွားခဲ့ပါ၏ကံကောင်းထားမစွာနဲ့ပဲအဲ့ဒီအချိန်မှာယွန်းကကာလီနဲ့သူရှိနေခဲ့ရကြောင်းချက်ချင်းပဲကျောင်းကိုဖုံးဆက်ပြီးတော့ဆိုးကိုကူညီပေးဖို့ပြောနေခဲ့ပါ၏ကျောင်းဝန်ထမ်းတွေကဖုံးဆက်တဲ့သူကဘာတူလဲဆိုပြီးမြင်မြန်တဲ့ခံမှာယွန်းကသူ့ရဲ့ဤစားဖြစ်ကြောင်းပြောဆိုလိုက်ပါ၏ယွန်းကိုစိတ်ပူနေခဲ့ကြအကြောင်းကာလီနဲ့ဆိုးကပါကျောင်းစီကိုချက်ချင်းလိုက်ချခဲ့ကြပါ၏ကျောင်းကိုရောက်တဲ့အချိန်မှာတော့ကျောင်းဝန်ထမ်းတွေကဆိုးကိုကဲတင်ပြီးဖြစ်တာကြောင့်ဆေးရုံကိုလည်းချက်ချင်းပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့ယွန်းကတော့အဲ့ဒီနေကြတဲ့ဆိုးရဲ့မျက်နှာကိုမှတ်မိနေကြတာဖြစ်ပါ၏အဲအကြောင်းမို့ပဲတက္ကသိုလ်မှာပြန်တွေ့တဲ့အချိန်မှာချက်ချင်းမှတ်မိနေကြတာဖြစ်ပါ၏ဒါပေမဲ့ဆိုးကတော့ကဲတင်ကိုစူးစမ်းခဲ့တဲ့သူတွေကမြောက်စလုံးဖြစ်တဲ့ဆိုတာတခါမှလည်းမသိခဲ့ဘူးပါဘူးလက်ရှိအချိန်မှာဆိုရင်တော့ယွန်းကကာလီရဲ့စီကိုဖုံးဆက်လိုက်ပါ၏အကြောင်းကတော့ကာလီကဆိုးနဲ့သူကိုရောင်စီကိုတွားဖို့ရှိနေကြတာဖြစ်ပါ၏ဒါပေမဲ့ကာလီကတော့မေ့နေခဲ့ပါ၏ယွန်းကဒါကိုတီးလိုက်တဲ့အခါမှာဆိုးအတွက်ချက်ချင်းပဲစိုးရင်ပူပန်သွားခဲ့ပါ၏အဲအကြောင်းပဲကိုရောင်စီကိုအပြေးလွှားသွားခဲ့တဲ့အချိန်မှာတီတီမေ့နေခဲ့ဆိုးကိုတွေ့လိုက်ရပါ၏အပြင်ဘက်ကိုအမြတ်ပွေးချီထုတ်လာပြီးတော့ဘေးနားမှာလည်းနှစ်သိပ်ပေးနေပါ၏အချိန်မှာတော့ကာလီကအဝေးကနေအဲ့ဒီမြင်ကိုမြင်လိုက်ရပြီးတော့စိတ်ထိခိုက်သွားခဲ့ပါ၏နောက်ပိုင်းမှာစိုးတတိပြန်ရလာတဲ့အခါမှာယွန်းကိုကျေးဇူးတင်စကားပြောခဲ့ပါ၏ဒီဖြစ်ရကြောင့်ပဲတန်ရောစင်ကပုံမခိုင်မာသွားခဲ့ပြီးတော့ရန်နေငယ်ကြမှာတော့ယွန်းကဆူရက်စီကိုဖုံးဆက်ပြီးတော့အရေးကြီးတဲ့စကားတစ်ခုပြောစရာရှိတာကြောင့်ဘူဒါယုံမှာလာရောက်ဆုံတွေ့ဖို့အတွက်တောင်းဆိုပါ၏အဲ့ဒီချိန်မှာဟန်ကလည်းဖုံးဆက်လာပြီးကာလီနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဖွင့်ပြောစရာရှိတာကြောင့်ခုရှိရှင်လာတွေ့ပါဆိုပြီးပူစာလာပါ၏ဆိုကတော့ချင်းဆိုထားပြီးသားဖြစ်တာကြောင့်မလာနိုင်ကြောင်းရှင်းပြနေခဲ့ပေမဲ့ဟန်ကတော့ဒါအရန်ကြီးကြီးရဲ့ကိစ္စဖြစ်တာကြောင့်ချက်ချင်းလာခဲ့ဖို့ပဲပြောနေခဲ့ပါလေစိုးရိမ်စိတ်ဝင်လာခဲ့ဆိုတော့နောက်ဆုံးမှာတော့တွားဖို့အတွက်ဘတ်စကားပေါ်ကိုတက်လိုက်ခဲ့ပါ၏အဲ့ဒီချိန်မှာပဲဆိုကဘတ်စကားပေါ်တက်သွားခဲ့အောင်လှမ်းမြင်လိုက်ရပေမဲ့ယွန်းကတော့ပြီးအောင်လည်းမလိုက်နိုင်ခဲ့ပါဘူးရောက်ရှိသွားတဲ့အချိန်မှာတော့ဘုံလုံးမီရတဲ့တေဝီသားလူတယောက်အတွက်ယေစုသားခဲ့တဲ့အမှတ်တရကျောက်သားတိုင်းရှိမှာဟန်ကရက်နေတာကိုတွေ့လိုက်ရပါ၏ကျောက်သားတိုင်းကိုစကားလှမ်းပြောနေနေဆိုးကိုမိတ်ဆက်ပေးနေခဲ့လို့တကယ်တမ်းမှာတော့ဆိုးကဘုံအမြဲတမ်းတွေ့ရှင်နေခဲ့တဲ့မိန်းကလေးဖြစ်ကြောင်းလည်းပြောပြခဲ့ပါ၏ကျောက်သားတိုင်းပေါ်ကတပ်ပုံကိုအနီးကပ်တိချာကြည့်လိုက်တဲ့အခါမှာတော့မှင်သက်သွားခဲ့ရပါတယ်အကြောင်းရင်းကတော့အဲ့ဒီတပ်ပုံကဟန်နဲ့တပုံစံနဲ့လည်းဖြစ်နေခဲ့ပါ၏တကယ်တမ်းမှာဆိုရင်တော့အဲ့ဒီတပ်ပုံကသူ့ရဲ့အမွှာညီကိုဖြစ်တဲ့ဘုံရဲ့တပ်ပုံဖြစ်ပြီးတော့ဘုံကားတာအစ်မန်ကာလီဖြစ်ကြောင်းလည်းဖွင့်ရလိုက်ပါ၏ဆိုးရဲ့မျက်ဝန်းတွေမှာလည်းချက်ချင်းပဲမြေရည်တွေကပြည့်ချန်လာခဲ့ပါတယ်ဟန်တယောက်လင်ညာနေတာဖြစ်ရမယ်လို့ဆိုပဲပြောနေခဲ့ပြီးတော့ကာလီကဘလိုနီးနဲ့မှတိတ်ဆုံးနေမှာမဟုတ်ဘူးလို့လည်းပြောပြနေပါ၏ဆိုးရဲ့နောက်မှာတော့ယွန်းကဝန်ထဲရိတ်တွေပြင်းနေခဲ့တဲ့မျက်ဝန်းတွေနဲ့ကြည့်နေပြီးတော့ဟန်ပြောနေတာအမှန်တရားဖြစ်ကြောင်းလည်းအတည်ပြုပေးခဲ့ပါ၏ယွန်းကဆက်လက်ပြီးတော့ဘုံဟာဆိုးကိုတကယ်ချစ်ခဲ့တာဖြစ်ပြီးတော့နှစ်ယောက်စလုံးစစ်ဆက်အမဲ့အကြောင်းကိုလည်းတူတူကိုပြောပြခဲ့မှုကြောင်းရှင်းပြခဲ့ပါ၏ဒါပေမဲ့ဆက်ဆက်ဝဲကျင်းပမဲ့နေ့မှာပဲဘုံဟာတက္ကသိုလ်မှာရှိနေစဲဖြစ်ပြီးနောက်ကျနေခဲ့တာကြောင့်အချိန်မီရောက်သွားနိုင်ဖို့အတွက်အလောတကြီးနဲ့မီးပွိုင်းကိုလည်းဖြတ်မောင်းခဲ့မိပါတယ်ဝန်ထဲဆရာကောင်းတာကတော့ပြင်းထန်တဲ့ရေမတော်စားမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်တခြားရင်တစီကအချိန်ပြင်းနဲ့ဝင်တိုက်ခဲ့ရကြောင်းအခင်းပြပွားနေရာမှာပဲချက်ချင်းလဲတည်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်အဲ့ဒါကတော့စစ်ဆက်ပွဲစီကိုဘယ်တော့မှရောက်မလာနိုင်ခဲ့တဲ့အမှန်တရားပဲဖြစ်ပါတယ်စိုးတယောက်လည်းစိတ်လုံးသားခြေခွဲပြီးတော့လည်းငိုကြွေးနေခဲ့ပါတယ်မိမိကိုယ်ဖြစ်တင်နေပြီးတော့ဘုံကသူမကြောင့်တည်ဆုံးခဲ့ရလို့လည်းပြောနေပါတယ်ဟန်ကတော့ညီနာဆွမ်းနဲ့ပဲငါတို့ကဘာလို့အမှန်တရားမပြောပြချင်ခဲ့ရလဲဆိုတာဒါကြောင့်မို့လို့ပါဆိုပြီးပြောခဲ့ပါတယ်တကယ်လို့ဆိုးရတည်သွားခဲ့မယ်ဆိုရင်ဒါဟာသူမရဲ့ပြစ်လို့ထင်မြင်နေလိမ့်မယ်ဆိုတာတည်ထားခဲ့ကြလို့လည်းဖြစ်ပါတယ်မြေရည်ကြားထဲကနေပဲဘာပဲဖြစ်ဖြစ်ပြောပြခဲ့တဲ့ကြောင့်နဲ့ဒီချိန်တွေသူမကဘုံကိုမုံတီးနေခဲ့ပြီးတော့လိုက်ရှာနေခဲ့တာကလည်းကလေးစားချင်လို့တာဖြစ်ကြောင်းပြောလိုက်ပါ၏ဘုံကိုဆုံးရှုံးလိုက်ရပြီးတော့ခံစားခဲ့ရတဲ့နာကျင်မှုတွေအတွက်ဟန်နဲ့ယုံလို့နှစ်ယောက်စလုံးကတောင်းပန်နေခဲ့ပါ၏ခံစားချက်တွေကိုဆက်ပြီးမတောက်ခံနိုင်တော့တာကြောင့်သူမကတော့အဝေးကိုပဲထွက်ပြေးသွားခဲ့ပါ၏အဲ့ဒီနောက်မှာတော့ဆိုးကပြင်းတဲ့စိတ်သက်ကြဝင်တော့ခံစားနေရပြီးတက္ကသိုလ်ကိုလည်းအချိန်တော်ကြာအောင်မတက်ပဲနေခဲ့ပါ၏တရက်မှာတော့မိခင်ကနှိုးလိုက်ရင်းနဲ့တက္ကသိုလ်ကလူတယောက်ကလာရောက်တွေ့ဆုံဖို့အတွက်စောင့်စားနေဆောင်လည်းပြောလိုက်ပါ၏စိတ်မပါလမ်းပါနဲ့ပဲအောက်ထပ်ကိုဆင်းလာခဲ့တဲ့အချိန်မှာအပြင်ဘက်မှာယွန်းကစောင့်နေခဲ့တာကိုတွေ့လိုက်ရပါ၏စကားပြောနေကြတဲ့အချိန်မှာယွန်းကဘုံဟာဘလောက်ထိအတိုင်းတအလွန်ချစ်မြတ်နိုးခဲ့လဲဆိုတာထပ်မံပြောပြနေခဲ့ပါ၏တက္ကသိုလ်ကိုပြန်တက်ဖို့အတွက်တိုက်တွန်းခဲ့ပြီးတော့ဘုံအနေနဲ့လည်းအနာဂတ်ကိုဒီလိုမျိုးဆွန့်လွတ်ပြလိုက်တာဘယ်တော့မှမြင်ရှိမှာမဟုတ်ကြောင်းလည်းပြောနေပါ၏အဲ့ဒီစကားတွေကိုကြားတဲ့အခါစိုးတရားထပ်မံပြီးတော့ငိုကြွေးမိနေခဲ့ပါ၏ယွန်းကတော့နားမှာရှိနေပေရင်ညင်သာစွာနှစ်သိမ့်ပေးပြီးတော့စိတ်အေးသွားအောင်ကူညီခဲ့ပါ၏နောက်တစ်နေ့မှာတော့စိုးအိမ်ပြင်ဘက်ကိုထွက်လာခဲ့တဲ့အချိန်မှာဟန်ကစောက်သားနေတာကိုတွေ့ရပြန်ပါ၏အရှင်တွေကိုလာရောက်ကြည့်ရှုဖို့အတွက်တတိတွေကိုမနှဲဆူစီးခဲ့ရတာကလည်းခင်ရှားနေခဲ့ပါ၏အဲဒီနောက်မှာတော့ဘုံရဲစီကိုတူးရဲသွားရောက်ပြီးဂါဝါဖိလို့ခဲ့ရကြောင်းဟန်ကိုအတူမလိုက်ခဲ့ဖို့အတွက်လည်းတောင်းဆိုခဲ့ပါ၏ဘုံရဲမတ်တရားကျောင်းဆောင်တိုင်းစီကိုသွားခဲ့ပြီးတော့ပန်းပွင့်လေးလည်းခြာထားပေးခဲ့ပါ၏
အဲကြောက်သားရန်ရှိမှာပဲရက်နေခဲ့ရင်နဲ့ဘုံနာမရှိခဲ့ဘူးဆိုရင်တက္ကသိုလ်ကတင်ငယ်ချင်းနဲ့စုံသွေးခွင့်ရမှာမဟုတ်လို့အရင်ကဖြတ်တန်းခဲ့ရတဲ့တီးကျန်ဆန်လွန်းလာတဲ့ online လူနေမှုဘဝကနေလည်းရုံထွက်နိုင်ခဲ့မှာမဟုတ်ဘူးလို့လည်းပြောပြနေခဲ့ပါတယ်ခန်းစားချက်တွေကိုမထင်ရှုံနိုင်တော့တဲ့အစောထပ်မံပြီးစာရေးတင်ငယ်နဲ့လည်းငွေကြွေးမိနေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဆိုကတက္ကသိုလ်ပြန်တက်ဖို့နဲ့တင်ငယ်ချင်းနဲ့သူပေါ်ချက်ကိုဆက်လက်လုပ်ကိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်တဖြည်းဖြည်းနဲ့ရှစ်ဆက်ဖို့အတွက်ကြိုးစားလာနေခဲ့ပြီးတော့တင်ငယ်ချင်းတွေရဲ့ဝမ်းဝမ်းကူညီမှုတွေကြောင့်ခန်းစားနေရတဲ့တောကားတွေကလည်းဖြည်းဖြည်းချင်းလည်းကျော်လွှားနိုင်နေခဲ့ပါတယ်တဖက်မှာဆိုရင်တော့ဂျုံရခံစားချက်တွေကအရှိအသွင်မျိုးဖြစ်နိုင်တယ်ဆိုပြီးတွေးဖို့တီတော့သူမကညှိဆန်နေခဲ့ပါ යි ဒါပေမဲ့စိတ်ထဲမှာတော့ဂျုံရအကြောင်းကိုပဲအမြဲတစေတွေးတောမိနေပြီးတော့ကျင်နာတတ်တဲ့အဖြစ်မှုတွေကိုမျက်စိထဲမှာပြန်လည်ပုံဖော်နေမိတတ်ပါ යි ဒါတွေကိုဘေးကနေအကဲကမ်းမိနေခဲ့တဲ့ဂျိုးကတော့တက္ကသိုလ်မှာလူကြိုက်များဆုံးဖြစ်တဲ့ကောင်ရှောလေးယွန်းတယောက်ကသူမရဲ့ချစ်စောတင်ငယ်ချင်းပေါ်စိတ်ဝင်စားနေတာကိုမြင်ရတာကြောင့်ကျင်းတဲ့ပီတီဖြစ်နေခဲ့ပါ යි နောက်ဆုံးမှဆိုရင်တော့အဖွဲ့သားတွေကပေါ်ချက်ပီတီကိုအောင်မြင်စွာရှော့တက်နိုင်ခဲ့ပြီး online ပေါ်ကိုတင်နိုင်ခဲ့ကြပါ යි ကျန်တဲ့ငယ်ကြမှာတော့ဟန်ကဆေးလို့စားစရာဒင်းကောင်းတစ်ခုနဲ့သူဆိုးရဲစီကိုဖုံးဆက်လာခဲ့ပါ යි ဂျိုင်ကူးခဲ့တဲ့ကြောင်လေးပီတီကပိုင်းစင်စီကိုရောက်သားခဲ့ပြီးတော့အဲ့ဒီမျိုးသမီးကဟန်ရက်စီကိုဆက်သွယ်ပြီးတော့အိမ်မွေးတိတ်ဆန်လေးကိုပြန်လဲခေါ်ဆောင်လို့ကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။ကြောင်လေးကိုအိမ်ကနေခေါ်ဆောင်လာခဲ့ပြီးနှုတ်ဆက်ဖို့အတွက်ဟန်နဲ့လည်းတွားရောက်ဆွန်ပေးခဲ့ပါတယ်။မကြာခင်မှာပဲကြောင်ပိုင်းချင်းရောက်ရှိလာပြီးကြောင်ကလေးကိုတေချာကူးဆိုင်ပေးခဲ့တဲ့အတွက်ညောင်စလုံးကိုကျေးဇူးတင်စကားလိုက်လိုက်ပြောရင်းနဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။ကြောင်လေးထောက်ကသွားခဲ့တာငေးကြည့်နေခဲ့ဆိုဟန်ကဘေးကနေတိတ်ဆိတ်ဆိုင်ကြည့်နေခဲ့မိပါတယ်။မမျော်လင့်မနဲ့လက်ကိုညင်သာစွာဆွဲကန်လိုက်ပြီးမျက်ဝန်းတွေကိုတေချာကြည့်လိုက်ရင်းနဲ့မြို့ကချစ်တယ်လို့လည်းဖွင့်ပြောလိုက်ပါတယ်။ပြီးတော့စိုးအနေနဲ့ခံစားချက်ကိုပြန်လည်လက်ခံပေးဖို့အတွက်လည်းအတင်းလန်းတောင်းဆိုနေခဲ့ပါတယ်။အမှတ်မတင်ဖူရောချင်းခံလိုက်ရတဲ့ဆိုတယောက်အားတင်ကဆွန့်အားသွားခဲ့ရပါတယ်။ကံကြမ္မာရဲ့အလှည့်ပြောင်းလို့ဆိုရမလို့ပဲအဲ့ဒီအချိန်မှာပဲယွန်းကလည်းလက်ထဲမှာလက်ဆောင်ပစ္စည်းတစ်ခုကာဆောင်ထားပြီးတော့သူတို့နှစ်ယောက်ရဲ့နီးနားမှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ယွန်းကလည်းစိုးပေါ်မှာထားကြည့်ခဲ့တဲ့ခံစားချက်စစ်မှန်တဲ့ဝန်ခံဖို့အတွက်တတိတွေမနှမ်းမွေးပြီးတော့ရောက်ရှိလာတဲ့ပုံပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အခုဆိုရင်ဆိုတရဘသူရဲ့ချစ်ကိုလက်ခံသွားမလဲဆိုတာကတော့စူဇွန်တူထွက်ကြည့်လာမှာပဲဆက်လက်သိရှိနိုင်မှာပဲဖြစ်ပါတယ်။